ကဘာပေါ်မှာလူသိများထင်ရှားတဲ့ luxury brand တွေအများကြီးထဲမှာ Chanel ကတော့ထူးခြားတဲ့ gobo တစ်ခုကိုပိုင်ဆိုင်ထားပါတယ်။အနက်ရောင်ရိုးရှင်းတဲ့ dress တစ်ထည်ရနံ့တစ်မျိုးအိတ်တစ်လုံးနဲ့ logo တစ်ခုကကဘာတဝန်းမှာအဆင့်တန်း elegance နဲ့ luxury ရဲ့သင်္ကေတဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ Chanel ရဲ့အောင်မြင်မှုနောက်ွယ်မှာလှပတဲ့ fashion story တစ်ခုတည်းရှိနေတာတော့မဟုတ်ပါဘူး။ဒါဟာစည်ရတဲ့ဘဝကနေစတင်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ရဲ့အိမ်မက်ကမ္ဘာစစ်ကြီးရဲ့အခက်အခဲအငြင်းပွားဖွယ်ရာအတိတ်နဲ့ပြန်လည်မွေးဖွားလာတဲ့ brand တစ်ခုရဲ့ဇာတ်လမ်းဖြစ်ပါတယ်။ဒီနေ့မှာတော့ကမ္ဘာအထင်ရှားဆုံး luxury fashion house တွေကတစ်ခုဖြစ်တဲ့ Chanel ရဲ့နောက်ွယ်ကသမိုင်းမှတ်တမ်းတဲ့ဖြစ်ရပ်တွေကိုဝေမျှပေးသွားပါမယ်။ Chanel ဆိုတာ1910ခုနှစ်မှာ Gabrielle Coco Chanel ကစတင်တည်ထောင်ခဲ့တဲ့ French luxury fashion house တစ်ခုဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ Chanel က haute couture fashion, ready to wear clothing, handbags, watches, jewelry, perfume, makeup, skincare စတဲ့ luxury product မျိုးစုံကိုထုတ်လုပ်ရောင်းချနေပါတယ်။အခြား luxury company အများစုက LVMH ဒါမှမဟုတ် Carino လို conglomerate တွေရဲ့အစိပ်အပိုင်းဖြစ်နေကြချိန်မှာ Chanel ကတော့ယနေ့အထိ independent private company ဖြစ်ဆက်လက်ရပ်တည်နေပါတယ်။ဒါပေမဲ့မေးခွန်းကတော့အထည်ချုပ်ဆိုင်သေးသေးလေးတစ်ခုကနေကမ္ဘာကျော် luxury empire တစ်ခုဖြစ်လာအောင်ဘယ်လိုတည်ဆောက်နိုင်ခဲ့ရလဲ20ရာစုအစပိုင်းမှာအမျိုးသမီးတွေရဲ့ fashion ကအလားစင်မှုများပြီးတော့လွတ်လွတ်လပ်လပ်လှုပ်ရှားဖို့အတွက်ခက်ခဲတဲ့ပုံစံမျိုးတွေဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာ Gabrielle Chanel ကမတူညီတဲ့အမြင်တစ်ခုကိုယူဆောင်လာခဲ့ပါတယ်သူမရဲ့အယူဆက luxury ဆိုတာအလားစင်မှုများခြင်းမဟုတ်ဘူးရိုးရှင်းမှုနဲ့တက်တောင့်တက်တာရှိမှုကလည်း elegance ဖြစ်နိုင်တယ်ဆိုတဲ့အတွေ့ပဲဖြစ်ပါတယ်သူမကအမျိုးသားဝတ်စုံတွေရဲ့ element တွေရိုးရှင်းတဲ့ design တွေနဲ့ practical fashion ကိုအသုံးပြုပြီးတော့အမျိုးသမီးတွေရဲ့ဝတ်စားစီရင်ပုံကိုပြောင်းလဲခဲ့ပါတယ်ဒါပေမဲ့ဒီလိုအောင်မြင်မှုမရခင်မှာသူမရဲ့ဘဝအစလွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ Gabrielle Chanel ကို1883ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ငယ်စဉ်တုန်းကတော့သူမဆင်းရဲချွတ်တဲ့ဘဝမျိုးဖြတ်သန်းခဲ့ရပါတယ်။မိခင်ဆုံးပါသွားပြီးတဲ့နောက်မိဘမဲ့ဂေဟာတစ်ခုမှာကြီးပြင်းခဲ့ရပြီးတော့အဲ့ဒီမှာပဲအချုပ်ပညာကိုသင်ယူခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမအချုပ်သမားဖြစ်အလုပ်လုပ်ပြီးတော့ကဖေးစင်ကအဖြစ်ဖျော်ဖြေတဲ့အလုပ်ကိုလည်းလုပ်ခဲ့ပါတယ်။1910ခုနှစ်မှာ Paris မြို့ရဲ့ပထမဆုံး head boutique ကိုဖွင့်လှစ်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကသူမမှာကြီးမားတဲ့အရင်းနှီးနာမည်ကြီးမိသားစုနောက်ခံဒါမှမဟုတ် fashion education တွေမရှိခဲ့ပါဘူး။ဒါပေမဲ့သူမပိုင်ဆိုင်တာတခုတော့ရှိပါတယ်။အဲ့ဒါကတော့အခြားသူတွေမမြင်သေးတဲ့အနာဂတ် fashion ကိုမြင်နိုင်တဲ့အမြင်ဖြစ်ပါတယ်။1913ခုနှစ်မှာ Coco Chanel က clothing boutique ကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။1915ခုနှစ်မှာသူမက fashion house ကိုတည်ထောင်ခဲ့တယ်ပြီးတော့1921ခုနှစ်မှာ fashion history တခြားအကျော်ကြားဆုံး perfume တွေကတစ်ခုဖြစ်တဲ့ Chanel No. 5 ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ Chanel No. 5 ကရိုးရိုးရင်မွေးတော့မဟုတ်ပါဘူးဒါ luxury lifestyle ရဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်1926ခုနှစ်မှာလည်း Little Black Dress ကိုမိတ်ဆက်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကလူအများစုကအနက်ရောင်ကိုဝယ်နေခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့ဆက်ပြီးတော့မြင်ကြပါမယ်။ Chanel ကတော့အနက်ရောင်ကို elegant ဖြစ်တဲ့ fashion statement တစ်ခုဖြစ်ပြောင်းလဲခဲ့ပါတယ်။ Chanel ရဲ့အောင်မြင်မှုက product quality ကောင်းတာတခုတည်းကြောင့်မဟုတ်ပါဘူး။သူတို့ကလူတွေရဲ့စိတ်ထဲမှာ brand identity တစ်ခုကိုဘယ်လိုတိဆောက်ရမလဲဆိုတော့ကိုကောင်းကောင်းသိရသူတွေဖြစ်ပါတယ်။ Chanel ရဲ့ iconic elements တွေကတော့ Double C logo, quilted handbag, tweed jacket, camellia flower, Chanel No. 5 တို့ဖြစ်ပါတယ်။ဒီအရာတွေကနှစ်ပေါင်းများစွာကြာပြီးရအောင်မှလူတွေရဲ့စိတ်ထဲမှာမှတ်မိနေစေ product တွေဖြစ်ပါတယ်။ Chanel က trend နောက်ကိုလိုက်တဲ့ brand မျိုးမဟုတ်ဘဲနဲ့ timeless ဖြစ်တဲ့ identity တွေကိုဖန်တီးတည်ဆောက်တဲ့brand မျိုးဖြစ်ပါတယ်ဒါပေမဲ့ဒီအောင်မြင်မှုရဲ့နောက်ွယ်မှာ Chanel ရဲ့အခက်ခဲဆုံးအချိန်တစ်ခုလည်းရှိခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ကာလဟာ Chanel ရဲ့သမိုင်းမှာအငြင်းပွားဖွယ်ရာအများဆုံးအခိုက်အတန့်ဖြစ်ခဲ့ပါတယ်စစ်ကာလအတွင်းမှာ Coco Chanel က Nazi occupied Paris မှာနေထိုင်ခဲ့ပါတယ်သူမဟာ German intelligence officer တဦးနဲ့ဆက်ဆံရေးရှိခဲ့ပြီးတော့သမိုင်းမှတ်တမ်းချို့မှာ Agent F7124 ဖြစ်ဖော်ပြခံခဲ့ရပါတယ်ဒီအကြောင်းအရာယနေ့ချိန်ထိတိုင်အောင်သမိုင်းပညာရှင်တွေကြားမှာဆွေးနွေးညှိခုံနေစေအကြောင်းအရာဖြစ်ပါတယ်ဒီအတိတ်ကြောင့်ပဲ Coco Chanel ရဲ့ reputation ဟာ
ထိခိုက်ခဲ့ပါတယ်ဒါပေမဲ့မေကွန်းကတော့ဒီလိုအငင်းပွားဖွယ်ရာအတိတ်ရှိရဲ့ brand တစ်ခုဟာပြန်လည်ရှင်သန်နိုင်ပါမလား1954ခုနှစ်မှာ Coco Chanel က Fashion World ကိုပြန်လည်ဝင်ရောက်လာခဲ့ပါတယ်1981ခုနှစ်မှာသူမကွယ်လွန်ခဲ့ပြီးတဲ့နောက် Chanel ရဲ့အနာဂတ်ဟာမေကွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်ဒါပေမဲ့1983ခုနှစ်မှာ Karl Lagerfeld Chanel ရဲ့ Creative Director ဖြစ်လာခဲ့ပါတယ်သူဟာ Coco Chanel ရဲ့ classic identity ကိုထိန်းသိမ်းထားပြီးတော့ modern fashion နဲ့ပေါင်းစပ်ပေးခဲ့ပါတယ်ဒါကြောင့် Chanel ဟာအတိတ်မှာပိတ်မိနေတဲ့ brand မဟုတ်တော့ဘဲနဲ့ခေတ်သစ် luxury brand ဖြစ်ပြန်လည်အသက်ဝင်လာခဲ့ပါတယ် Chanel ရဲ့အောင်မြင်မှုနောက်ွယ်မှာအဓိကအချက်အနည်းငယ်ရှိပါတယ်ပထမအချက် strong brand identity Chanel က product ကိုမရောင်းဘဲနဲ့ lifestyle နဲ့ emotion ကိုရောင်းပါတယ်ဒုတိယချက် exclusivity brand value မကျဆင်းစေဖို့ distribution ကိုထိန်းချုပ်ပြီးတော့ luxury feeling ကိုထိန်းသိမ်းပါတယ်တတိယအချက် heritage နှစ်ပေါင်း100ကျော် history ကို modern product တွေနဲ့ဆက်ဆက်ပေးနိုင်ခဲ့ပါတယ်နောက်ဆုံးချက် long term thinking Chanel ဟာခဏတာ trend တစ်ခုအတွက်မဟုတ်ဘဲနဲ့နှစ်ပေါင်းများစွာအတွက် brand တစ်ခုကိုတည်ဆောက်ခဲ့ပါတယ်ယနေ့ခေတ်မှာ Chanel ဟာကမ္ဘာအကြီးဆုံး luxury brand တွေထဲကတစ်ခုအဖြစ်ဆက်လက်ရည်တည်နေပါတယ် CEO အဖြစ် Lena Nair ကဦးဆောင်နေပြီးတော့ creative direction ဘိုင်းမှာ Matthew Blazy ကတာဝန်ယူနေပါတယ် Chanel ရဲ့ဇာတ်လမ်းဟာ fashion သမိုင်းကြောင်းတစ်ခုတည်းမဟုတ်ပါဘူးဒါကစင်ရမှုကနေစတင်ခဲ့တဲ့အိမ်မက်တစ်ခုကမ္ဘာကိုပြောင်းလဲခဲ့တဲ့အမြင်တစ်ခုအငင်းပွားဖွယ်ရာအတိတ်တစ်ခုနဲ့ပြန်လည်ရှင်သန်နိုင်ခဲ့တဲ့ brand တစ်ခုရဲ့ဇာတ်လမ်းဖြစ်ပါတယ် Gabrielle Chanel ဟာ fashion ကိုပြောင်းလဲခဲ့ရုံနဲ့မကဘဲနဲ့လူတွေက luxury ကိုဘယ်လိုမြင်ရမလဲဆိုတာကိုပါပြောင်းလဲခဲ့ပါတယ်ဒါပေမဲ့အနာဂတ်မှာမေးခွန်းတစ်ခုကျန်နေသေးဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ဖန်တီးခဲ့တဲ့ဒီ legend ကိုနောက်မျိုးဆက်တွေကဆက်လက်ထိန်းသိမ်းနိုင်အောင်မလားဒါကတော့ Chanel ရဲ့နောက်ထပ် chapter တွေဖြစ်လာမှာပါ